ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Product ID and Business Training Center ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ video file လေးမှာကျွန်တော် function ကြောက်ပြရအောင်ဖြစ်တယ်ဒီ video file လေးကိုမြန်မြန်လေးတော့ကျွန်တော်အချိန်ကြီးရေးမကြချင်တော့အဲ့တော့ဟုတ် function တိစောက်မှာဆိုရင်ဘယ်လိုတိစောက်အောင်လဲလွယ်လွယ်လေးပါကျွန်တော်ရေး function ဆိုပြီးတော့ဒီလိုရေးလိမ့်မယ်ပြီးရင် my fun ဆိုပြီးတော့ကျွန်တော်ဒီမှာ function နာမည်ရေးမယ်ပြီးရင်ဒီထဲမှာတော့ echo ဆိုပြီးတော့ကျွန်တော်ရေး echo ဆိုပြီးတော့ hi ဆိုပြီးထုတ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ရေး function လေးတစ်ခုဖြစ်သွားပါပြီဒါပဲလားပြီးပြီလားဆိုတော့မဟုတ်ပါဘူးကျွန်တော်ဒီ function ပြန်မခေါ်ဘဲနဲ့ဘာလုံးမှမလုပ်ပါဘူးပေါ့နော်အဲ့တော့ဒီ function ကျွန်တော်ရေးပြန်ခေါ်ပေးမယ်ပြန်ခေါ်ပေးလိုက်နော်အားလုံး okay အောင်ဖြစ်ပါတယ်ဒီမှာ hi ဆိုပြီးတော့ပေါ့နော် very nice ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ရအောင်ပါပြီ hello my friend ဆိုပြီးတော့ echo hi ဆိုပြီးကျွန်တော်ဆင်းပြပါအဲ့ဒါဆိုရင် my friend ဆိုပြီးတော့ကျွန်တော်ရပြီဆိုရင်ဒါ function တစ်ခုဖြစ်ပေါ်သွားပြီပေါ့နော်ဒါတကယ် function တစ်ခုမှာအဲ့ function ကိုမှလမ်းခေါ်တဲ့အဆင့်ပြောသွားပြီပေါ့နော်အဲ့တော့ဟုတ်ပြီဒါဆိုရင်ဒါ function ကဒါပဲလားဆိုတော့မဟုတ်ပါဘူးကျွန်တော်ဒီထဲမှာ variable လေးတွေသတ်မှတ်ပေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် noun ဆိုပြီးသတ်မှတ်မယ်ပြီးတော့ကျွန်တော် echo ထုတ်မယ်ပေါ့ echo ထုတ်မယ်ဆိုတော့ဘယ်လိုထုတ်မလဲဆိုရင် the number is ဆိုပြီးတော့ကျွန်တော် echo ထုတ်လို့ရတယ် noun ကိုထုတ်လိုက်မယ်အဲ့တော့ဒီထဲမှာတော့ကျွန်တော် data လေးထည့်ပေးမှာပေါ့နော် data မထည့်ရင် error တက်သွားမယ်ဒီမှာဆိုရင် sorry error တက်နေရပေါ့နော်ဒီထဲမှာ dot မထည့်တာလို့အဲဆိုတော့ the number is 2ဆိုပြီးပြောပေးမယ်တကယ်လို့ဘာမှမထည့်အောင်ဆိုရင်တော့ error တက်မှာဖြစ်တယ်အဲ့တော့ number တစ်ခုခုရောထည့်ပေးရမယ်အဲ့ number တစ်ခုခုရောထည့်ပေးရမယ် number မထည့်ဘူးဆိုရင် error တက်သွားမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါတော့ကျွန်တော် variable passing လောက်တာပေါ့နော်ဒါတစ်ခုရဲ့လားဆိုတော့မဟုတ်ပါဘူးနောက်တစ်ခုပါထည့်လို့ရပါတယ်ဒီမှာ name ဆိုပြီးလုပ်မယ်ပြီးတော့ကျွန်တော်ဒီမှာလဲ comma လေးခက်ပြီးတော့ Tommy ဆိုပြီးထည့်ပါမယ် the number is noun and ပြီးတော့ BR လေးခက်ပြီးတော့ echo the name is ဆိုပြီးတော့name ဆိုပြီးတော့ကျွန်တော်ရေးထားလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ဘာဖြစ်သွားမလဲဆိုရင် the number is 6 the name is Tommy oh sorry number ကိုကျွန်တော် h လို့ပြောလိုက်မယ် h ဒီမှာလဲ h လို့ပြောမယ် age is 6 the sorry about the number ဖြစ်နေ the age is 6 and the name is Tommy and မပေါင်းတော့ sorry ဒါကျွန်တော်ပြောပြပါလား the age is 6 the name is Tommy ကျွန်တော်တက်ရ6နှစ်မဟုတ်နော် sorry ကျွန်တော်တက်ကဘယ်နှစ်နှစ်လဲဆိုတော့0မပြောတော့ဘူးနော် the age is 0ကျွန်တော်တက်မပြောတော့ဘူးစင်မပြပါဆိုလို့ကျွန်တော်ဒီမှာ0လို့ပဲကျွန်တော်ထည့်ထားလိုက်ပဲ okay ပါအဲဆိုတော့age is 0 the name is Tommy 0အသက်ရှိရလို့တော့မရှိဘူးလေဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်ဒီရှောက်ထည့်တာဒီမှာရှောက်ပြောတော့ကိုကြိုက်တဲ့နံပါတ်ကိုထည့်လို့ရတယ်ဘာမှမထည့်ပေးရင်တော့စင်မပြေဖြစ်ပဲပေါ့နော်အဲ့ဟုတ်ပြီဒီမှာနည်းနည်းများသွားokay 35ဟုတ်ပြီသူကနံပါတ်ပဲထည့်လို့ရအောင်နော်ဒီမှာ point နေပါတယ် point 2တွေပါရလို့ထည့်လို့မရအောင်ထည့်လို့ရတယ်ဒါမဲ့ဒီလိုနောက်ဆက်သွားတဲ့ဟာတွေထည့်လို့မရအောင် what the သူက80ဆိုပြီးသူကပြန်ပြီးတော့သူပြန်ပြီးတော့ဟောပြတာကွာပေါ့နော်အဲ့ဟုတ်ပြီကျွန်တော်ခုနကတော့ရေးတဲ့ဟာတကူ error တက်လို့နေမှာပါဟုတ်ပြီထိုက်ပါတော့အဲ့ဆိုတော့ကျွန်တော်အဆင်ပြေပြီအဲ့တော့23လို့ရှောက်ထည့်လိုက်မယ်ဆိုရင်the age is 23 the name is Tommy ဆိုပြီးတော့ဖြစ်အောင်ဖြစ်ပါတယ်အဲ့ဒါတကယ်ကျွန်တော်တကယ်တက်တော့မဟုတ်ကျွန်တော်ဝင်လား sorry အဲ့တော့ဟုတ်ပြီဒါဆိုရင်ဒီလိုရပြီဆိုတော့ကျွန်တော်နောက်တစ်ခုလေးထပ်ပြီးတော့ကြည့်အောင်အဲ့ဒါဘာလို့ခေါ်လဲဆိုတော့အဲ့ဒါကို return လို့ခေါ်တယ်အဲ့ return လို့ဘုတော့ကျွန်တော် Latin project လေးပုံစံလေးတစ်ခုလုပ်ကြည့်အောင်အဲ့တော့ function တစ်ခုခေါ်မယ်ပြရင် at the noun ဆိုပြီးတော့ကျွန်တော်နာမည်ပေးမယ်ပြရင်တော့ကျွန်တော်ဒီမှာဘာလုပ်မလဲဆိုရင် at the noun ကိုဘာလုပ်မလဲဆိုရင်ဒီမှာ1လို့ပေးပြီးတော့6လို့ထားလိုက်ပြရင်ဒီလိုထားလိုက်ပါပေါ့နော်ပြရင်တော့ကျွန်တော်ဘာဆက်လုပ်မလဲဆိုရင်ဒီမှာ num 1ဆိုပြီးထားမယ်ပြရင် num 2ဆိုပြီးတော့ထားမယ်ဒါဆိုတော့ကျွန်တော်တို့ဒီမှာ return ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တို့ဒီမှာ default copy ဆိုတစ်ခုလုပ်ပေးလိုက်ပါပေါ့အဲ့ဟုတ်ပြီဘာလုပ်ပေးမလဲဆိုတော့ num1 plus num2 ဆိုပြီးကျွန်တော်လုပ်ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒါပေါင်းတဲ့ function လေးတစ်ခုဖြစ်သွားပြီပေါ့နော်အဲ့ဟုတ်ပြီကြာကိုကျွန်တော် echo ထုတ်လိုက်မယ် echo ဆိုပြီးတော့ထုတ်လိုက်မယ်ဆိုရင်အားလုံး CPU မှာဖြစ်ပါတယ်ဒါဆိုတော့ number 7လို့ပေါ်လာမှာဖြစ်တယ် okay ဒါဆိုတော့အားလုံးပဲနားနေမယ်လို့ထင်ပါတယ်အစင်မပြရှိတယ်ကျွန်တော်ပြောပါနားမလည်ရလေးနည်းနည်းရှုပ်သွားရရှင်ကျွန်တော်ပြောပါအဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ် see you at the next video guys